ဘာလူမျိုးတိုင်းရင်းသားလားဟုတ်လားဘာလူမျိုးကချင်ဟောသပင်ဖြီလိုက်မယ်နော်သပင်ထုံးတာတဲ့ခြာလေးကိုထုံးတာကိုထုံးတာလားသပင်ကကိုထုံးတာလားဟုတ်သပင်ထုံးတာဆက်ရကြတယ်အထက်တူကချင်ဆိုတော့မြစ်ကြီးနာပေါ့အစားကြီးကဟာအော်ရဂျင်နယ်သပင်လားအရောင်ဆိုးဘူးလားမဆိုးဘူးအများကမဆိုးပါဘူးအင်းနက်အရင်နက်နေရောနက်မောင်တာပဲပုံမဲ့ဆိုသပင်ကအိမ်မှာဆိုလေဒီတော့ပွားလားမပွားအောင်မလားဒါချီထားလို့ပွားတာနော်ဩအပွားလားဆိုသပင်ကဘာလို့ချင်တာကလာဆိုးချင်တာဆိုးချင်တဲ့ကာလာကိုရှိလားကာလာလေဒါရောဆိုးချင်တယ်ဟမ်နင်းပြီးတော့ရိုးရိုးကာလာမကြိုက်ဘူးဒီလေခွေးစကာလာဆိုးချင်တာမလားမတိစပင်ကလေအမဲသေးဆိုးတာတော့ပဲနတ်နေတကောင်းလုံးတော့ကိုယ်အနေနဲ့မဆိုးချင်ကိုယ်အနေနဲ့လေတကယ်လို့နည်းနည်းလေးစပင်နာတက်အောင်မျက်နှာလေးလင်းအောင်ဟွာတိလားဒီမျိုးလေအချိမာနဲ့ဒီနားချမြုပ်လေနည်းနည်းလေးများလေးဆိုးလိုက်နည်းနည်းလေးဆိုးလိုက်တဲ့အပေါ်ဟိုင်းနဲ့ပေါက်လိုက်အဲ့ဆိုညီမလေးပြက်စီမွားနည်းနည်းလေးနဲမှာမျက်နှာလေးလင်းနေကွာဘာလို့အရှိမာကိုတော့တော်တော်များပေးမှာဟုတ်နော်တိုင်းအောင်ဆုံးမလားမရမကြိုက်နော်ခဲပြီးကိုမစ်တီတို့ဖတ်တော့ကြိုက်တယ်မလားကြိုက်တယ်နော်လိုက်တာတော့လိုက်တယ်ကာလာနဲ့တော့ကိုကတခုကအဲ့လိုမလုပ်ဖြစ်တော့တေချာလေးစဉ်းစားသိချင်တာလေဒီလိုမျိုးဟိုင်းလက်တွေဆိုပြီးွားရင်နောက်ပိုင်းကောက်လို့လည်းမရတော့ဖြောင်းလို့လည်းမရတော့အဆင်ပြေလားကောက်ဖို့ဖြောင်းဖို့တော့အစီအစဉ်မရှိဘူးမလားမရှိဘူးနော်โอเคတေချာပြီနော်အဲ့ဆိုဟုတ်ပြီကာလာတခုပဲရွေးချယ်တဲ့လူကတော့ကိုကြိုက်တယ်ဆိုပြတ်တော့တာအဲ့လောက်အရင်မရှိဘူးနော်အဲ့ဆိုကချင်တိုင်းရင်သူလေးကိုမလာလေးချိန်ပြလိုက်နော်